သိန်း400လောက်တန်နေသင်ခန်းစာတခုအလကားပေးမယ်စိတ်ဝင်စားလားဒီနေ့ပရာဟိတလုပ်ခြင်းစိတ်လည်းနည်းနည်းပေါက်နေနော်တချို့လူတွေဗျာသိန်း400လောက်ကုန်ပြီးမှရသွားတဲ့သင်ခန်းစာကိုဒီနေ့ကျွန်တော် free ပေးမယ်နော်အဲ့တော့ကျွန်တော်စီကိုနော်လူတယောက်လာပြီးတော့တိုင်ပင်တယ်နော်ဘယ်လိုတိုင်ပင်တာလဲဆိုတော့သူ့ဖြစ်စဉ်လေးကိုကျွန်တော်ပြောပြသူကကျွန်တော်တို့ဒီလှဲကူးပေါ့နော်လှဲကူးမျိုးတွေထဲမှာရှိတဲ့လမ်းပေါ့နော်လမ်းမကြီးတစ်ခုပေါ်မှာဘေးတင်ထားတဲ့မြေတစ်ခွက်နဲ့ခြံနဲ့ပေါ့နော်တစ်ချက်တိုက်လေးတစ်လုံးပါသိန်း1400နဲ့သူတို့တဲ့တာပေါ့နော်တဲ့တဲ့အခါကျတော့သူကဇယံချလိုက်တယ်သိန်း400ဇယံချလိုက်တယ်နော်ဇယံချတဲ့နေ့မှာလဲဒီလူကလည်းမဟုတ်ဘူးအတွေ့အကြုံလုံးဝမရှိတဲ့လူတော့ပေါ့ရှိတယ်နော်အရင်ကလည်းသူဒီမြေနဲ့ပတ်သက်ပြီးတော့အမျက်ဆိုးရဘူးလေသူကရွာမြေပေါ့ဗျာနော်ဒီမမိုဆိုတော့ပျော်ပျော်ရွှင်ရွှင်ပေါ့အဲ့ဆိုသူ့စိတ်ထဲမှာလည်းလိုချင်သွားရလေမိကွက်ကလည်းကျဲတယ်တစ်ထပ်တိုက်လုံးကလည်းပါတယ်လက်မမေးတီ1400နဲ့ရမယ်ဆိုတော့သူဇယံသိန်း400ချနော်ချပြီးတော့မှသူကဘယ်လိုလုပ်လဲဆိုတော့စိတ်ထဲမှာကျွန်တော်ကလေယာမြေနဲ့ပတ်သက်ပြီးတော့ vlog တွေတင်ထားတာကိုအဲ့ဒါကို तू တွက်ကြည့်ပြီးတော့သူ့စိတ်ထဲမှာမတိုးမတန့်ဖြစ်လာတော့မြေစင်းမှာ तू သွားစစ်ကြည့်လိုက်တဲ့အခါကျထင်းတဲ့အတိုင်းပဲ तू ဟဲတဲ့မြေကသူ့ရွာမြေပါဆိုပြီးတော့ရောင်းပြီးတော့အာမတွေခံပြီးတော့ဝိုင်းရောင်းထားတဲ့မြေကလေကြီးဖြစ်နေမြေစင်းမှာသွားကြည့်လိုက်တော့နော်အဲ့တော့သွားကြည့်လိုက်တော့လေဖြစ်နေတဲ့အခါကျတော့ तू ကလေမြေကိုတော့3400ပေးပြီးတော့မဝယ်ရဲဘူးလေနော်ဝယ်လို့လည်းမသိတော့တဲ့အခါကျတော့သူ့ကိုရွာမြေလို့ပြောပြီးတော့ရောင်းတယ်အခု तू စစ်တော့လေကြီးဖြစ်နေတယ်ပတ်စံပြန်ပေးဆိုပြီးဇယံငွေတော့ပြန်တောင်းတာဥပကလည်းဇယံငွေပြန်မပေးတော့ဥပကကျတော့ဘယ်လို complaint တက်လဲဆိုတော့ရွာမြေလို့ပဲတည်ထားတာသူတို့နေတာလဲကြာပြီနော်အဲ့တော့အကိစ္စကသူတို့နဲ့မဆိုင်ဒါသူဟိုဘက်ကပြောတာပြီးရင်ပေးထားတဲ့ဇယံကလည်းလှူလိုက်ပြီနော်ပြန်လည်းမပေးနိုင်တော့ဘူးနော်ပြီးရင်ငါတို့ဘက်ကမရောင်းတော့ဘူးလို့ပြောတာမဟုတ်ဘူးနေတို့ဘက်ကမဝယ်တော့ဘူးလို့ပြောတာအဲ့တော့နေတို့ဇယံငွေအဆုံးပဲဆိုပြီးဟိုဘက်ကလည်းပတ်ကြမ်းတိုက်လို့တော့အဲ့ပြဿနာဘယ်လိုရှင်းရမလဲပေါ့နော်ကျွန်တော်လည်းလာပြီးတော့တိုက်ပြီးတော့အဲ့တော့ဒီလိုပြဿနာမျိုးမတက်အောင်နော်ဘယ်လိုလုပ်ရမလဲမဝယ်ခင်နဲ့ကြိုပြီးလုပ်လို့ရတယ်နော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဒီအင်ချမ်မီသင်တန်းဖွင့်ထားတယ်အဲ့ဒီသင်တန်းကဗီဒီယိုလေးတစ်ခုနဲ့ကျွန်တော်အခုပညာဒါနလုပ်ပေးမယ်နော်အဲ့ဒီဗီဒီယိုလေးကိုသေချာနားထောင်ဟုတ်ပြီကဲကြည့်လိုက်အောင်ရွာမြေဒီဘယ်ထဲမှာပါတယ်လူနေမြေထဲမှာပါတယ်ရွာမြေမှာအိမ်ဆောက်ပြီးနေလို့ရတယ်ရွာမြေသာစစ်စေနော်ဘယ်သူမှပြဿနာလာမရှာဘူးလာရှာလို့လည်းမရဘူးဘာဖြစ်လဲရွာမြေဒီလူနေမြေထဲမှာပါတယ်ဒါပေမဲ့အခုကဘလို့ဖြစ်လဲဆိုတော့ရွာနာကက်နေတဲ့နေဝယ်လိုက်ဝယ်ပြီးအကွက်ရိုက်လိုက်ကွက်ရိုက်ပြီးတော့ပြန်ရောင်းစားတယ်အများကြီးမြတ်တာပေါ့ဗျာပြောရောက်တော့ဘယ်လိုပြောလဲဆိုရွာမြေတိုးချက်အဲ့တော့ရွာမြေတိုးချက်ဆိုကျွန်တော်တခုပြောမယ်ကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွာကို area တိုးချက်မယ်ဆိုရင်နိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုးပြီးအတည်ပြုရတာနော်အဲ့တော့ရွာမြေတိုးချက်တယ်ဆိုဘယ်သူသဘောနဲ့တိုးချက်မှာတော့အဲ့ဒါလေးကိုကျွန်တော်ပေးခြင်းတိုးချက်ခြင်းတိုင်းတိုးချက်လို့မရဘူးနောက်တစ်ချက်ကကြတော့ရွာမြေဝယ်တဲ့ခါကျရင်ကျွန်တော်တို့ကအဲ့ချိန်မှာအရန်ကြောက်စရာကောင်းလာတာဒီလိုလူလိမ်တွေပေါ်လာတဲ့ခါကျတော့လေမြေလားရွာမြေလားဆိုတာခွဲဖို့အရန်အရေးကြီးလာဘလို့ခွဲမလဲအဲ့အကြောင်းကိုကျွန်တော်ပြောပြတယ်ကိုဝယ်တဲ့မြေကရွာလေကောင်တက်ကြီးမှရှိနေအကြောင်းမဟုတ်တခါကြရင်ကျွန်တော်တို့ကရွာဆိုမှဖြစ်နေတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဘသူ့ကိုချင်းကပ်ရမယ်ဆိုတော့အဲ့ဒီရွာကိုကြိုက်တဲ့အပိုင်မြေတိုင်းစေးကိုကျွန်တော်ချင်းကပ်ရင်မြေတိုင်းစေးစီမှပြီးတော့မြေတိုင်းစေးကတိဒီအကွက်ဒီရွာ area ထဲမှာဝင်သလား area အပြင်ထွက်နေသလားတိမြေပုံနဲ့ကြည့်လိုက်လို့ရွာ area ထဲမှာဝင်နေဆိုရင်အဲ့ဒါရွာမြေပဲရွာ area အပြင်ထွက်နေကလဲမြေပဲ area အထဲဝင်တာလား area အပြင်ထွက်တာလားဒါလေးပုံမှာပူတည်ပြီးအဲ့မြေခွက်ရဲ့ကကြပါအများကြီးပြောင်းလဲသွားအထဲကဝင်တယ်ဆိုရွာမြေโอเคလက်ဖြောက်တီးလိုက်တော့အေးစစ်အိမ်ဆောက်ပြီးနေလို့ရတယ်အပြင်ထွက်နေသလားလဲမြေကံမကောင်းတာနဲ့အချိန်ပြည့်အသိခံအဲ့လောက်ထိกว่าတယ်နော်အဲ့တော့မြေတိုင်းစီးကိုချက်ကပ်ပြီးတော့ကျွာ area ထဲမှာဝင်သလားမဝင်သလားကြည့်ရမယ်
နောက်တစ်ပတ်နေ့ချက်ကျတော့ပြောချင်တာရွာမြေဝယ်တဲ့ခါကျရင်ရွာမှာရွာမြေတွေမှာဥပိုင်အမှတ်ဆိုတာမရှိအမည်ပေါက်ဆိုတာလည်းမရှိတဲ့အခါကျတော့ကျွန်တော်တို့ကမြို့မြေတွေဝယ်လို့ပြည်စရင်မှာသွားစုံစမ်းတာတွေပါလေလုံးလို့မရဘူးကျွန်တော်လုံးလို့ရတာရွာ area တဲ့ဝင်သလားရွာအပြေထွက်သလားဒါပဲကြည့်လို့ရတယ်ကျန်တာတွေကကျွန်တော်တို့ကဘသူစီရတွေစုံစမ်းရမလဲဆိုတော့ဆက်အိမ်မှုကိုအဲ့ရွာမှာနေပြီးအဲ့ရွာသားပဲအဲ့ရွာမှာနေပြီးအဲ့ရွာမှာဝယ်တော့အကြောင်းကြီးတွေဆိုဘာပြဿနာမရှိဘူးတခြားနေရာကနေရွာမြေကိုလာပြီးရင်းနှီးမြုပ်နေမယ်ဆိုရင်မြုပ်နေမှုလည်းအားပေးတယ်ဘာလို့လဲသိလားဈေးချိုတယ်အကယ်၍မဲ့ရွာနဲ့မြို့နဲ့တစ်ဆက်သေးတာဖြစ်သွားခဲ့ပြက်ပြီပေါ့ဗျာဟုတ်ပြီနော်အဲ့တော့ဆက်အိမ်မှုရာအိမ်မှုအုပ်ချုပ်ရေးမှုဒီလူတွေစီမှာစုံစမ်းသူတို့ကသိနော်သိတဲ့အခါကျတော့ဝယ်လို့ရလားမရလားသိတဲ့အခါကျတော့သူတို့စီမှာကျွန်တော်တေချာစုံစမ်းကြည့်ရမယ်တချို့ကပြောမယ်သူတို့ကတော့ရောက်ဝယ်လို့ရတယ်ပဲပြောမှာပေါ့သူတို့စီမှာမစုံစမ်းတော့ဘသူစီမှာတည့်သွားပြီးစုံစမ်းမလို့ဘသူစီမှာစုံစမ်းမလို့ခေါင်းအိမ်ကိုသွားမိမှာချင်းအိမ်ကိုသွားမိမှာမေးလို့ရတယ်လေဒါပေမဲ့သူတို့ကိုလည်းပြစ်ပယ်လို့မရဘူးသူတို့စီမှာလည်းစုံစမ်းရမယ်သွားစုံစမ်းလိုက်တယ်စုံစမ်းလို့ဟုတ်တယ်ဝယ်လို့ရတယ်ဘာမှပြဿနာမရှိဘူးဆိုရင်သူတို့ဘက်ကထောက်ခံချက်ပေးရင်သူတို့လက်မှတ်ကိုလည်းကျွန်တော်တို့အရတောင်းဖြစ်အယောင်းဝယ်စာချုပ်မှာစေမှုလက်မှတ်ရာရမှုလက်မှတ်အုပ်ကြီးလက်မှတ်ပါအောင်ပါရွာမြေဝယ်တဲ့နေရာမှာသူတို့တွေရဲ့အတီးပြုချက်သူတို့တွေရဲ့လက်မှတ်မရဘဲဝယ်လိုက်ဒုက္ခဖြစ်သွားနိုင်တယ်နော်မျိုးနဲ့မတူမျိုးဝယ်မျိုးဝယ်တော့ကျွန်တော်အုပ်ကြီးကြောင့်မမျိုးပါရွာမြေဝယ်ရင်တော့အုပ်ကြီးမပါလို့မရပြန်ပြောမယ်ညီတိုင်းစီးစီမှာရွာမြေလားလယ်မြေလားခွဲပါခွဲပြီးွားပြီဆိုတာနဲ့စေမှုရာမှုအုပ်ချုပ်မှု၃ယောက်စလုံးစီမှာဒီမြေကွက်နဲ့ပတ်သက်ပြီးတော့ clear ဖြစ်လားစုံစမ်းပါနောက်ဆုံးတစ်ချက်စာချုပ်ချုပ်တဲ့အချိန်ကြရင်လေသူတို့လက်မှတ်ပါတယ်နော်အဲ့တော့ဒီတိုင်းဝယ်မယ်ဆိုရင်အမှားရွေးဖြစ်နိုင်ခြင်းနည်းတယ်ကဲအဲ့ဒါဆိုရင်အားလုံးပဲနားလည်လိမ့်မယ်လို့ယူဆရနော်တင်တဲ့တက်ဖို့ဖိတ်ခေါ်တာမဟုတ်ဘူးဒီလာပြီးတော့ဒီဆွေးနွေးတဲ့ညီလေးရဲ့ဒုက္ခကိုနားလည်သူ့လိုမျိုးမလိုအပ်ဖဲနဲ့တခြားလူတွေဒုက္ခတွေ့မှလည်းစိုးတယ်အဲ့ဒါကြောင့်မို့ဒီနေ့လဲပရဟိတလုံချင်စိတ်ပေါက်နေလို့စေတနာတန်တန်နဲ့ပူညီပေးတာအိမ်ချမ်းမြေတင်တန်းဆိုတာအိမ်တို့ခြံတို့ဝယ်ဖို့အစီအစဉ်မရှိသေးတက်เสียရမလိုဘူးအကယ်ဝယ်မယ်လေ့လာမယ်ဆိုရင်တော့တခြားအိမ်ချမ်းမြေ online တင်တန်းတွေအများကြီးရှိပါတယ်ကိုနဲ့တင့်တော်တဲ့စီမှာလေ့လာလို့ရတယ်ဒီမှာမဖြစ်မနေလာတတ်ပါလို့ပြောတာမဟုတ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့အခုခေတ်ကလည်းသိတယ်မလားပရဟိတအမိခံပြီးတော့ပရိပဒါလုပ်တဲ့လူအများနေတော့ကိုကစေတနာတတ်တဲ့လူတယောက်ကိုကူညီမယ်ဆိုရင်တော့တော်တော်ဂရုစိုက်နေရတယ်လေဟုတ်တယ်ကျေးဇူးတင်ပါတယ်